ကြံထုတ်မယ်စီးမကြတော့အဖြူရည်တို့မယ်ဟုတ်ပြီနော်ဒါကျွန်တော်ဒီအယုတ်လုံးဖို့အတွက်ထုတ်ထားတဲ့အမာတိုင်းကျွန်တော်ပေးတယ်နော်ဒီတိုင်းဟုတ်ပြီနော်ဒီမှာနောက်တစ်ချက်ထုတ်မယ်နှစ်ချက်မှာဒီလိုပဲဟိုလက်ကလက်စိမ်မှာဆိုတော့ဟိုအမှကြလာတွေ့လားဆက်ကြမယ်အဲ့ဆက်ကြမှာခါချလိုက်ဒါဆိုကုန်ပြီဟုတ်ပြီနော်ဒါဆိုနှစ်ချိန်မြောက်အဖြူရည်တို့မယ်နှစ်ကုတ်ဒါနဲ့သုံးကုတ်မြောက်ဒီအဆက်ကိုဆောက်နော်အဆက်ကိုဆောက်အဲ့အဆက်ကဘာလို့ကြာရလဲဆိုတော့ခုနအဖြူရည်ရှိနေတဲ့ကြောင့်အဖြူရည်ကနေပြီးတော့ဆုတ်တဲ့ကောင်ရှိတယ်မဆုတ်တဲ့ကောင်ရှိတယ်လေခိုးရတာရှိပြန်ဆင်းလာโอเคဒါဆိုရင်သုံးကုတ်မြောက်ဟုတ်တယ်နော်သုံးကုတ်မြောက်ဖြူရည်ပြန်တို့မယ်ထပ်တို့ဝင်မယ်၄ကုတ်မြောက်ထပ်တို့ဒါ၄ကုတ်မြောက်တော့အယုတ်ပဲလှုပ်လို့မိုးပဲဖမ်းဒီဆီလီကွန်ဒါရာဘာဖြစ်တဲ့အတွက်ကြောင့်မို့ရာဘာဒီအတန်ရဲ့နိယာမတွေပဲเนาะဒါသဘောတရားတွေပဲသွားဒီစာပြီးထိတွေ့တဲ့ခါကျရင်ပွားတယ်ပြီးတော့မှခဲသွားတဲ့ခါကျမှပြန်ကြုံသွားပြီးရင်ပြန်တို့မယ်ဖြူပြန်တို့မယ်ဒါဆိုရင်၅ချိန်မြောက်ဟောဒီအားကုန်เนาะဒါ၅ချိန်မြောက်နောက်တစ်ဖိုင်ထပ်ပို့ပြီဟုတ်ပြီလားเนาะ၅ချိန်မှာတော်တော်ထူးနေပြီဒါပေမဲ့အကူကလက်စိမ်မှာဖြစ်တဲ့အတွက်လက်ကိုပုံပြန်ဖော်မှာဖြစ်တဲ့အတွက်ကြောင့်မို့၅ချိန်နဲ့မရဘူးဟုတ်ပြီเนาะအဲကျွန်တော်ထပ်ပြီးပြပေးမယ်